假如個 background 一看上空中ကြောင်းကိုဆရာတို့လေ့လာတာเนาะအဲ့တော့ open the curtain for illumination then turn off TV and light it off ဒီအခန်းထဲကိုဝင်သွားလိုက်မယ်ဝင်သွားတဲ့အခါမှာเนาะအခန်းတကားကိုဘယ်လိုခောက်မလဲသူ procedure ရှိပြီးသားเนาะသူအချက်တိုင်းခောက်မယ် okay no response ပေါ့เนาะသူအကြောင်းမပြန်ဘူးဆိုရင်တော့ဆရာတို့ master key နဲ့ဖွင့်ဝင်เนาะအဲ့တော့အခန်းထဲဝင်သွားမယ်ဝင်သွားရင်တဲ့ light ကနော်ဆရာတို့ဟိုတယ်ကြီးဒီမှာဆိုရင် light ကနှစ်ချက်ရှိတယ်တစ်ချက်ကတော့ဇာပွားလို့မျိုးအပါလေးပေါ့နော်သူကအလင်းရောင်ပဲရှိတယ်နောက်တစ်ချက်ကတော့အထူစားကြီးအဲ့ဒါနှစ်ခုပိတ်လိုက်ရင်အခန်းလုံးဝမှောက်သွားတယ်နော်ပြောချင်တာဧည့်သည်တွေကိုညမနေ့အစောကြီးထကြမလို့အောင်နောက်ချက်မဖြစ်အောင်အဲ့ light ကပိတ်အဲ့တော့သူအခန်းထဲကိုဝင်သွားတဲ့အခါမှာအခန်းကမှောင်မဲနေလိမ့်မယ်နော်မှောင်မဲနေလိမ့်မယ်အဲ့ဒါကြောင့်သူကလိုက်ကောင်ဖွင့်လိုက်ပါတဲ့အလင်းရအောင်တဲ့နော်ပြီးရင် TV တွေပွင့်နေမယ်မီးတွေပွင့်နေပိတ်လိုက်ပါဟုတ်ပြီနော်ပြီး empty all ashtray and waste basket ဆိုတာစလိပ်ပြာခွက်တွေအမှိုက်ပုံးတွေကို empty ဆိုတာတန့်ရှင်းလုပ်လိုက်ပါအကုန်လုံးဒီဗါလဲပိုတစီတို့နော်သူအမွှေးရည်တို့စီးရည်တို့နဲ့ဒီမိုက်ပုံးဆေးတဲ့ဆက်ပြာရည်တို့နဲ့တိတ်ချဆေးအကုန်လုံးတော့ပို့တိုက်ပြီးဆေးလိုက်ပါတဲ့နော်တန်တန်လေးထားလိုက်တော့နော်ပြီး clean through the waste bucket and put the linen in it နော်ပြီးအမိုက်ပုံးကိုလေတဲ့ဟိုးအထက်အောက်ပုံလုံးပေါ့နော်ဘာအမိုက်တိုင်းမှမရှိအောင်နော်ဒီစက်ပြရည်ဒီဗာလဲဖြန်းပြီးတော့နော်နည်းနည်းလေးဖြန်းပြီးတော့သူအဝတ်စုပ်လေးနဲ့တုပ်လိုက်တယ်တန့်သွားအောင်ပါပေါ့နော်ပြီးရင်တဲ့တို့တချို့ဟိုတယ်တွေမှာ plastic အုပ်တယ်ပေါ့နော်အထက်မှာ plastic အုပ်တယ်ဆိုလဲ plastic အုပ်လိုက်ပါတဲ့ if this checkout room and take out the newspaper magazine in occupied room should arrange properly on the top of the desk နော်အဲ့တော့အကယ်၍တဲ့ check out room ပေါ့နော် check out ထွက်သွားတဲ့အခန်းပေါ့အဲ့ဒါပြန်သွားပြီနေတော့ဘောနော်ပြန်သွားပြီဆိုတဲ့အခန်းမျိုးဆိုရင်တော့တဲ့နော်ဒီ newspaper တွေသတင်းစာတွေ magazine တွေအကုန်လုံးသူဟိုတယ်နဲ့မသက်ဆိုင်တာတွေအကုန်လုံးပြစ်ပစ်လိုက်ပါဟုတ်ပြီနော်ဘာလို့ဆိုတော့ဒီဟိုတယ်ဒီအခန်းတွေအသစ်ပြန်လုပ်ရမှာဖြစ်တဲ့အတွက်ဟိုတယ်ပစ္စည်းတွေနဲ့အသစ်အဟောင်းတွေဘာမှမထားအကုန်အသစ်ဖြစ်မှာဖြစ်တဲ့အတွက်ပြစ်လိုက်ပါတဲ့ in occupy room နဲ့အကယ်ဧည့်သည်နေထိုင်နေတဲ့အခန်းနေထိုင်သေးပေါ့နော်ရှိနေတဲ့အခန်းဆိုရင်တော့ should arrange properly on the top of the deck ဆိုတော့ပစ္စည်းအလုံးကိုသူ့နေရာတကျအသေးချာပြန်ထားပါဟုတ်ပြီနော်စပွဲပေါ်မှာနေရာတကျအသေးချာပြန်ထားပါတဲ့ဟုတ်ပြီနော်အဲ့တော့ရောင်ရဲပြီးသွားမလွတ်ပစ်လိုက်တယ်နော်ဟာသတင်းစာကိုကြည့်လိုက်တော့ဒိတ်က1ရက်2ရက်ရှိနေပြီမလိုတော့ပါဘူးသွားမလွတ်ပစ်တယ်နော်ဟိုသူတို့သတင်းစာတွေကပြန်ဝယ်ပေးရတာခက်တဲ့ Singapore Straight Times ဆိုရင်တော့မနေ့နေနဲ့ပဲလာတာပြီးအပိုလည်းမလာဘူးတော့အဲကြောင့်ပြစ်တဲ့မှတ်ပုံနဲ့ထည့်တိုင်းထည့်တာမထည့်တိုင်းလုံးဝပြစ်ပိုက်ပဲရှိနော် split the bed according to the procedure အဲ့ရကိုခွာမယ်ပေါ့နော်ဒီသူချမှတ်ထားတဲ့ဒီမျိုးစီကံနေတိုင်းနဲ့အဲ့ရချင်းအဲ့ရဖုံးအကုန်လုံးခွာလိုက်ပါတဲ့ all towel bathrobe and bath mat are to be replaced new one towel ရေချိုးရင်တုံးတဲ့ဝီယုံတွေခြေတုပ်ကုန်းခြေတုပ်တွေပြောရရင်တစ်ခါလုံးပေါ့နော်ဟိုအကုန်လုံးအသစ်နဲ့လဲပြလိုက်ပါနော် that's from the entry door either from the left or right from right to left and top to bottom especially corner with a damp rag okay အဝင်ဝတကားပေါင်အပေါ်ပေါင်ဘေးအောက်အနောက်စသဖြင့်အဲ့ဒီအားလုံးကိုလည်းတဲ့အဝတ်ရေစွတ်ထားတဲ့ဆိုတိုင်းတိုင်းအဝတ်လေးနဲ့တုပ်လိုက်ပါရေဆူရွှဲနေတာလည်းမဟုတ်ဘူးเนาะရေမစွတ်တာလည်းမဟုတ်ဘူးเนาะရေစွတ်ပြီးတေချာညှစ်ထားတဲ့ဆိုတိုင်းတိုင်းအဝတ်လေးနဲ့ပုံတုပ်လိုက်ပါတဲ့ Desk, anti-door, sideboard, baseboard, telephone, wardrobe, TV set, and all furniture with back and leg, a chair and side of frame, a clothes sheet, minibar, trays, bottle and glass, and other as you go on. အဲ့တော့အခန်းထဲဝင်လိုက်တာနဲ့နော်ဒီဝင်ချင်းတကားအပေါ်အောက်ဘေးပေါင်းပြီးရင်ဆရာတို့အခန်းကိုတန်ရှင်းလုပ်မယ်ဆိုဘယ်ဆိုဘယ်ညာဆိုညာတစ်ဖက်အကြည့်လေးပေါ့နော်ဥပမာဘယ်ဆိုရင်ဘယ်ကနေစပြီးတော့အမှဝင်ညမှာဗီဒီယိုကြီးရှိတယ်ဆိုဗီဒီယိုကြီးအရှိအောက်အပေါ်အထက်ကိုဖွင့်မယ်ဖွင့်ပြီး hanger တွေသူ့နေရာသူတတရပြန်ချိန်မယ် laundry bag and belly list ပေါ့နော်အဝတ်လျှော်ဖို့အတွက်အိတ်တွေရှိမရှိစစ်မယ်တေချာသူ့နေရာနဲ့သူတတရှင်းပြီးဖုန်းတွေအကုန်လုံးတုတ်တနေရာမှမကြော်သွားပါနဲ့เนาะအဲ့တော့ဘယ်ဆိုဘယ်ညာဆိုညာတစ်ဖက်ကနေစပြီးတော့အပေါ်အောက်အကုန်လောက်လိုက်ပါတဲ့အမှဖန်ကွက်တွေပလင်းတွေရှိသမျှအကုန်လုံးပေါ့နော်တန်ရှင်းလို့တခုမှမကြော်ပါနဲ့ vacuum the carpet ပြီးရင်
အမွေးပွားကော်စောခင်းထားလဲဆိုရင်တော့ခုံဆုပ်လိုက်ပါ vacuum တဲ့ဒါပဲ check all light and lamps working or not ပြီးရင်လည်းမီးသီးတွေအကုန်အလုံးလုံးမလုံးကိုယ့်မျက်လုံးနဲ့မြင်ပါပြောရင်ဖွင့်ကြည့်ပါပြန်ပိတ်ပါဟုတ်ပြီနော်ပြီးရင်လည်း take note of use and missing supply for replacement ပြီးရင်လည်းအကယ်၍ပြောရရင်အခန်းထဲမှာလိုအပ်နေတဲ့နော်ပြန်ဖြည့်ဆည်းပေးဖို့ဥပမာမီးသီးတွေကျုံနေတယ် hair dryer မကောင်း TV ကတက်ခဲလဲစရာရှိတယ်အဲ့ဒါတွေအကုန်လုံး note မှတ်သားမယ်ပြီးသက်ဆိုင်ရာဌာနကိုအကြောင်းကြားလိုက်ပါ If it is occupied room place back all guests belonging items neatly and tightly အကယ်၍ဧည့်သည်နေထိုင်နေလက်ရှိနေထိုင်နေတဲ့အခန်းဆိုပါစို့တဲ့နော်မြင်တယ်နော်ဧည့်သည်နေထိုင်နေတဲ့အခန်းဆိုရင်သူခုနဇပွဲပေါ်မှာသူတို့ဇပွဲရေလို့မတခန်းလုံးသူတို့ပစ္စည်းရတွေကိုကျတို့ဖုံသုံးမယ်ခဏဖယ်ပြီးသုံးလို့ရတယ်နော်ဒါပေမဲ့လက်ရမပြတ်သူ့နေရာနေသူပြန်ထားခဲ့ပါအဲ့တော့ဧည့်သည်ဒီနေရာထားတယ်ကိုကဟိုးဘက်တော့ဆွေးလိုက်တာလုံးဝမလုပ်ပါဘူးသူဧည့်သည်ကိုပြန်သိဆိုရနော် Okay thank you being bathroom ရေချိုးကန်တန့်ရှင်းရေးပဲနော် strip the soil bathroom leaning together with the bathroom ဒီနဲ့နော်ဒီရေချိုးကန်ထဲမှာထွက်လာတဲ့3မီတာတာဝယ်တွေမျက်နှာတုပ်ပွားတွေ hand towel face towel စသဖြင့်ခြေတုပ်ခုံတွေခြေတုပ်ဝတ်တွေအကုန်လုံးကိုတဲ့အခုနဆရာတို့အိတ်ခမ်းမှာထွက်လာတဲ့နော်ခေါင်းစွပ်တွေbedsheet အဲ့ဒါတွေနဲ့အတူဆရာတို့ကဘယ်လိုလုပ်လဲဆို bedsheet တစ်ထည်ကိုခင်းလိုက်တယ်အကုန်စုထည့်ပြီးတစ်လုံးလုံးလိုက်တယ်ဒါဆိုသူ့ခမ်းပါပဲเนาะအဲ့လိုစုပြီးတော့လျှော်ဖို့ပို့လိုက်ပါတဲ့ empty the waste basket เนาะအဲ့လိုအမိုက်ပုံအလွတ်တန်ရှင်းလုပ်လိုက်ပါ fill the wash basin with hot water เนาะဒီကောင်လေးကသူက hot water เนาะ hot water and put the empty ashtray or glasses tea set and all small amount of diluted all-purpose cleaning solution but it is start doing the before that gets from cleaning okay ဒီဟာလေးကြတော့ဘယ်လိုလဲဆိုတော့တဲ့မင်းအခန်းကိုတန်ရှင်းလုပ်ဖို့ဝင်သွားရတယ်တဲ့ဆရာတို့ရေချိုးကန်းထဲမှာလက်သေးတဲ့ basin ရှိတယ်လေအဲ့ basin ကိုအရင်ပိတ်လိုက်ဆိုတာရေမစင်းအောင်ပိတ်လို့ရတယ်နော်သူ့လေးဖိတ်လိုက်ပါတော့ပြောရင်ရေမစင်းပြီးရင်ねရေဘူးဖွင့်ချလိုက်အခန်းတွေတိုင်းမှာ international level ဆိုရေဘူးရေအေးရရှိပြီးသားတော့ရေဘူးရေနွေးပေါ့နော်အဲ့ဒါဖွင့်ချလာလိုက်ပါဖွင့်ချလာပြီးရင်ねပိုးတက်စေးကြီးကျွတ်စေးစက်ပြာမှုတ်တစ်ခုခုပေါ့နော်အဲ့ဒါလေးအနည်းငယ်ထည့်ပြီးတော့တဲ့အခန်းထဲမှာဧည့်သည်တွေသုံးဖို့ထည့်လာပေးတတ်တဲ့ဖိုင်ဝက်တွေ coffee tea set တွေနော် coffee ရယ် coffee အောက်ခံပြားရယ်ပြီးရင်ဆေးဖို့လူတဲ့ဟာဆက်လက်ပြကွက်တွေအဲ့ဒါတွေအကုန်လုံးရေနွေးပူထဲမှာခုနစက်ပြာရည်လေးထည့်ထားတဲ့ရေနွေးပူထဲမှာစိန်ထားလိုက်ပါအဲ့ဒါကိုဘယ်ချိန်မှာလုပ်ရမလဲဆိုရင်မင်းအခန်းကိုစရှင်းဖို့ဝင်လာခြင်းလုပ်ရမယ်အဓိကဘာကိုပြောချင်လဲဆိုရင်အခန်းရှင်းအနည်းဆုံး45မိနစ်လောက်ကြာတာဆိုဒီရေနွေးထဲမှာဒီဖန်ကွက်တွေကအကုန်စိန်ထားတာဖြစ်တဲ့အတွက်သူကကြီးတွေကပွားတက်လာတယ်ပြီးရင်နည်းနည်းလေးဆွေးချပြီးတော့တုတ်လိုက်ပြောင်းသွားတာပဲเนาะအဲ့လိုလိုချင်လို့သူ့ကိုအခန်းဆဝင်ခြင်းမှာပဲဒီနွေးတွေကိုစိန်တိုင်းတာเนาะပြီး wash those things with soft rag and wipe with a clean rag အဲ့ဒါတွေအကုန်လုံးတဲ့နူးညံ့တဲ့အဝတ်တန့်ရှင်းတဲ့အဝတ်နဲ့တုတ်လိုက်ပါ wash and clean the wall wash basin toilet bowl and floor အဲ့တော့နေရန်နေမျက်နှာကျက်တွေနော်ဘေးပေါင်းနေဒီ toilet bowl ဆိုအိမ်သာအိုးအိမ်သာဘေးနော်အိမ်သာအနောက်ကဟုတ်ပါလေရေအိုးအောက်အကုန်လုံးပေါ့နော်ကိုမျက်စိနဲ့မြင်နိုင်တဲ့မြအရာအလုံးကိုတန့်ရှင်းပြေချလုပ်ပါနေရန်နေဆိုလဲကြောက်ပြားတွေကြားတွေထဲမှာရှိတဲ့အညစ်အကြေးတွေကိုပြေချတန့်ရှင်းလုပ်လိုက်ပါတဲ့နော်after cleaning နဲ့တန့်ရှင်းလုပ်ပြီးဆိုတော့ wipe to be dry or part of place เนาะ6တွေ့နေအောင်တဲ့နေရာတိုင်းကို6တွေ့နေအောင်ပြန်ထားပါတန့်ရှင်းပြန်လုပ်ထားပါဒီတစ်စက်မှကြံလို့မရဘူးအထူးသဖြင့်သပင်ကြီးတမွေးမှကြံလို့မရဘူးတွေ့တာနဲ့မင်းထိုင်လာပြီးကြသွားမယ်เนาะမင်းထိုင် public area ပြန်ရောက်သွားမယ်ဟုတ်ပြီเนาะအားကြောင့်ကိုကအနောက်ကိုပြန်လှည့်ကြည့်ကိုပြီးသွားရင်ခဏပြန်စစ်ပါလှမ်းကြည့်လိုက် supervisor manager တွေကဘယ်လိုမြင်မလဲအဲ့ဒါကိုအမြင်ကြည့်ပြီးတော့ကို supervisor manager လို့သဘောထားကိုအဖြစ်ကိုအနေကိုရှာပါဟုတ်ပြီနော်ပြောချင်တာဒီလိုတစ်ဆိုင်ပြန်စစ်စစ်ပါပြီး replace all bathroom amenities such as towel tissue soap shampoo ရဲ့နော်ပြီးရေချိုးကန်းထဲမှာသုံးတဲ့အသုံးဆောင်တွေအကုန်လုံးတွေကိုလည်းအသစ်ပြန်ဖြည့်ပါတာဝယ်တွေဖြည့်မယ်မျက်နှာတုပ်ပွားတွေ hand towel တွေ face towel စသဖြင့်ပေါ့နော်သူ
သတ်မှတ်ထားသလိုပဲတစ်ခုဆိုတစ်ခုနှစ်ခုဆိုနှစ်ခုပြန်ဖြည့်မယ်ပြီးတဲ့အခါမှာခေါင်းလျှော်ရည်ပြီးစက်ပြာ shaving နော် razor and shaving cream စသဖြင့်ပေါ့နော် cotton pad နော်နာကျက်တဲ့ဟာလေးအကုန်လုံးပေါ့နော်သူသတ်မှတ်ထားတဲ့ standard နဲ့အညီတစ်ခုမကျန်ပြန်ဖြည့်ပြီးပြီးလိုက်ပါဒါတော့ရေချိုးခန်းကိုတန်ရှင်းရင်လုပ်ရတဲ့အပိုင်းနော်အဲ့တော့ bathroom cleaning နော်ပြီးရင်bathroom cleaning ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုခဏခဏပြန်နားထောင်ပြီးပါဒီကျွတ်လေးနဲ့တွေ့ကြည့်ရင်နော်ပို့ပြီးတော့ကောင်းပါတယ်နော် thank you